Assalamu alaikum ဆက်လေးပါနော်အချို့သဘောထားမယူသားသည့်အဖြစ်သမားများကအိန္ဒိယနိုင်ငံရှိနလန္ဒဓမ္မတက္ကသိုလ်ကြီးအားမွတ်စလင်အကျမ်းဖတ်များမှဖျက်ဆီးပြီးဗုဒ္ဓဘာသာယဟန်ရှင်လူတို့အားတပ်ဖြတ်ခြင်းကျမ်းစာတို့တူမီထားသည့်ပိရကတ်တိုက်အားပိရကတ်တိုက်ကြီးအားတဲ့မိတိုက်တွင်းခဲ့သည်ဟုမဟုတ်မတရားဆွဆွဲခဲ့ကြပါသည်ယင်းကဲ့သို့အစ္စလာမ်သာသနာ၏တရုတ်တကံကိုရည်ရွယ်ချက်ကြစနစ်စရာချ၍ဖျက်ဆီးရန်စီမံကိန်းများရေးဆွဲပြီးဝါရမိုင်းတိုက်မှုမှာယနေ့ထက်တိုင်ယူသားသည့်လေးလာသူတို့အကြားအားကောင်းစေဖြစ်ပါသည်တို့ရတွင်နလန္ဒတက္ကသိုလ်ဤဖြစ်ရမှန်ကိုကမ္ဘာတမိုင်းသူတွေသူတို့မှအစွဲကင်းစွာအထောက်ထားခံလို့စွာဖြင့်အသေးစိတ်သိပ္ပံနည်းကျလေးလာသူသနာပြုပြီးအဖက်သမားတို့၏တမိုင်းလင်ကိုဖော်ထုတ်ကာအရှိတရားတို့အားယထပူရကြမှတ်တမ်းတင်လာကြပြီပါပြီအိန္ဒိယနိုင်ငံဘီဟာပြည်နယ်ရှိဖတ်တပူယခုခေတ်ပထနာမှ56မိုင်အဝေး၌တရှိသောနလန္ဒမဟာယနဗုဒ္ဓတက္ကသိုလ်ကြီးအား AD 428ခုနှစ်တွင်ဘယင်ကူမာရာဂုပတာမှာတည်ထောင်ခဲ့ပါသည်73ရာစုတွင်အသုံးမပြုတော့ဘဲတောနှင့်ဖုံးလွှမ်းသွားခဲ့ရာရှေးဟောင်းသုတေသနပညာရှင်ဒေးဗစ်ဘီစပူနာနှင့်အဖွဲ့မှ1915-1939ခုနှစ်တစ်ချိန်အိန္ဒိယရှေးဟောင်းသုတေသနအဖွဲ့မှ1984-1982တွင်နောက်တစ်ချိန်တူဖော်ခဲ့ပါသည်နလန္ဒတက္ကသိုလ်အားဂုပတာအင်ပါရာခေတ်၌ထူထောင်ခဲ့၍ကမကထလူသူတို့တွင်ဗုဒ္ဓဘာသာဝင်များပါသလိုဗုဒ္ဓဘာသာမဟုတ်သူများလည်းပါပါသည်အိန္ဒိယနိုင်ငံမှသာမကဂျာဗာကျွန်းယခုအင်ဒိုနီးရှားမှပုဂ္ဂိုလ်များလည်းပါဝင်ပါသည်နလန္ဒတက္ကသိုလ်ကို455-460ခုနှစ်အတွင်းကဦးစွာပထမဖျက်ဆီးသူတို့မှာဟန်တရုတ်များဖြစ်ပါသည်ထိုအချိန်တွင်မဟာတမန်တော်မြတ်ကြီးသည်အာရေဗျတိုင်း၌ဖွာပွင့်တော်မမူသေးပါဒုတိယအကြိမ်ဖျက်ဆီးခံရမှုမှာအိန္ဒိယနိုင်ငံဂွာဒတ်စတိုဤလက်ချက်ဖြစ်ပါသည်ဟိန္ဒူဘုရင်ဟာရှာဗာဒန်နာမှ648တွင်နလန္ဒတက္ကသိုလ်အားပြန်လည်ပြုပြင်ခဲ့ပြီးဟိန္ဒူဓမ္မနလန္ဒတက္ကသိုလ်တွင်လွှမ်းမိုးစေခဲ့ပါသည် AD 1193နှစ်တွင်အာဖဂန်ဘက်မှတူရကီနယ်ပါစစ်ဗိုလ်ချုပ်ဘီတီယာခစ်ဂျီသည်အိန္ဒိယနိုင်ငံဘီဟာပြည်နယ်ကိုတိုက်ခိုက်စဉ်နလန္ဒတက္ကသိုလ်အတွင်းမှရန်သူများကခြေကုပ်ယူ၍ထိုးစစ်ဆင်ခဲ့၍ရန်သူကိုတိုက်ခိုက်ရာမှာနလန္ဒတက္ကသိုလ်ပျက်စီးမှုများရှိခဲ့ပါသည်အစွဲကင်းသမိုင်းသူတွေသူတို့ဤသုံးသက်ချက်မှာခီလ်ဂျီသည်နယ်ချက်စစ်ဘရင်တို့အဖြစ်ဆင်နွှဲခဲ့ခြင်းဖြစ်ပြီးဘာသာရေးနှင့်မပတ်သက်ကြောင်းထောက်ပြကြပါသည်တက်တဲ့အဖြစ်သူ့အား1206ခုနှစ်တွင်လုံခြုံတပ်ဖြတ်ခဲ့သူမှာအစ္စလာမ်ဘာသာဝင်အလီမာဒန်ဆိုသူဖြစ်သောကြောင့်အစ္စလာမ်ဘာသာထွန်းကားရန်တိုက်ပွဲဝင်ခဲ့ခြင်းမဟုတ်ကြောင်းထင်ရှားသည်ဟုထိုသမိုင်းသူတွေသူတို့